1930 ခုနှစ်ကနေစတင်ကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကဒီနေ့ခေတ်မှာဆိုရင်ကမ္ဘာနံပါတ်1အားကစားပြိုင်ပွဲတစ်ခုဖြစ်နေပြီဒီပြိုင်ပွဲမှာပီလီမာရာဒိုနာရိုနယ်ဒိုမက်ဆီစတဲ့ကစားသမားတွေကတမိုင်းဝင်အောင်မြင်မှုတွေစိုက်ထူခဲ့ကြတယ်လို့ပါကီယိုရဲ့ပင်နယ်လွှဲချုံမှုအမ်ဘာပေရဲ့ final hat-trick အရှုံးစတဲ့ကြေကွဲစရာဇာတ်လမ်းမျိုးတွေပေါ်ပေါက်ခဲ့ပူတယ်တချို့တွေအတွက်ကတော့ကမ္ဘာ့ဖလားကိုပုံမှန်မိနစ်90ကစားတဲ့ဘောလုံးပွဲတစ်ပွဲတို့မြင်ကောင်းမြင်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဘောလုံးပရိသတ်တွေအတွက်ကတော့ဒီပြိုင်ပွဲကဘောလုံးပွဲတစ်ပွဲထက်ပိုတယ်ယုံကြည်ချက်တွေမျှော်လင့်ချက်တွေပျော်ရွှင်မှုတွေနဲ့ဝမ်းနည်းမှုတွေစတဲ့ခံစားချက်တွေကိုအပြည့်အဝပေးနိုင်တဲ့ပွဲတော်တစ်ခုဖြစ်တယ်။ကဲဒါဆိုရင်ဒီပြိုင်ပွဲကဘယ်လိုဖြစ်လာလဲဆိုတာခင်ဗျားတွေးကြည့်ဘူးလား။ဘယ်သူတွေကစခဲ့ရလဲ။ဘယ်လိုခက်ခဲတွေကြုံခဲ့ရလဲ။ဘာလို့ကမ္ဘာနံပါတ်1အားကစားပြိုင်ပွဲဖြစ်လာရလဲဆိုတာဒီနေ့စီစဉ်မှာတင်ဆက်ပေးတော့မှာပဲဖြစ်တယ်။ကျွန်တော်စီစဉ်နေစတင်ခင်မှာ like and subscribe လေးနဲ့ခဲ့ပေးဖို့တောင်းဆိုပါတယ်။ intro လေးပြီးရင်တော့စလိုက်အောင်20ရာစုစောပိုင်းကာလမှာဘောလုံးအားကစားကတော်တော်လေးကိုရေပန်းစားနေပြီဥရောပတိုက်နဲ့အမေရိကတိုက်တွေမှာဆိုရင်ဘောလုံးက professional ဆင့်ထိကိုစတင်ပြောင်းလဲနေကြပြီဒါပေမဲ့အဲ့ဒီချိန်မှာတော့ဘောလုံးနဲ့ပတ်သက်တဲ့ပြိုင်ပွဲကြီးဆိုလို့အိုလံပစ်တစ်ခုပဲရှိတယ်အိုလံပစ်မှာကလည်း professional မဟုတ်တဲ့သူတွေပဲကစားရမယ်ဆိုတဲ့စီကံရှိတာကြောင့် professional ကစားသမားတွေအတွက်ရှင်ပြိုင်စရာပြိုင်ပွဲကြီးတွေမရှိခဲ့ဘူးဒီလိုချိန်တွေမျိုးမှာပဲဘောလုံးသမိုင်းကိုပြောင်းလဲမယ်ဂျူးရီမေးဆိုတဲ့လူတစ်ယောက်ပေါ်ပေါက်လာခဲ့တယ်။သူကပင်တစ်လူမျိုးရှေ့နေတူဖြစ်ပြီးတော့ဖီဗာရဲ့တတိယမြောက်ဥက္ကဋ္ဌလည်းဖြစ်တယ်။လူများစုကတော့သူ့ကိုကမ္ဘာ့ဖလားရဲ့ဖခင်ဖြစ်သိကြတယ်။ဂျူးရီမေးကဘောလုံးကိုအားကစားတစ်ခုထက်ပိုတယ်။နိုင်ငံချင်းချိတ်ဆက်မှုနဲ့မတူညီတဲ့လူမျိုးတွေကိုစုစည်းပေးနိုင်တဲ့အရာလို့ယုံကြည်ခဲ့တယ်။အထူးသဖြင့်ပထမကမ္ဘာစစ်ပြီးဥရောပတစ်ခုလုံးပျက်စီးနေတဲ့ကာလမျိုးမှာသူကဘောလုံးကိုပြန်လည်ဆက်သွယ်ရေးလမ်းကြောင်းလို့မြင်ခဲ့တယ်။ဒီလိုနဲ့1920ခုနှစ်မှာဂျူးရီမေးကတကဘာလုံးနဲ့သက်ဆိုင်တဲ့ဘောလုံးပြိုင်ပွဲတစ်ခုကိုကျင်းပမယ်ဆိုတဲ့အကြံပြုချက်ကိုတင်ပြခဲ့တယ်။တခုရှိတာကအဲ့ဒီကာလကဒီနေ့ခေတ်လိုလေရင်ခီးစဉ်တွေမရှိသေးသလိုဆက်သွယ်ရေးကလည်းအရင်အားနေတာကြောင့်နိုင်ငံတကာပြိုင်ပွဲတစ်ခုကျင်းပဖို့ဆိုတာအရင်ကိုခက်ခဲတယ်။ပိုဆိုးတာကဥရောပနိုင်ငံအများစုကလည်းမထောက်ခံခဲ့ကြဘူး။သူတို့တွေကအိုလံပစ်ပြိုင်ပွဲရှိနေပြီပဲ။ဘာလို့ပြိုင်ပွဲတစ်ကိုထက်လောက်အောင်ပါလဲဆိုပြီးတော့မိကုန်းထုတ်ခဲ့ကြတယ်။ဒီလိုမိကုန်းနေကြတဲ့မှာဂျူးရီမေးကလက်မလျှော့ခဲ့ပဲနဲ့1921ခုနှစ်သူဖီဗာရဲ့တတိယမြောက်ဥက္ကဋ္ဌဖြစ်လာတဲ့အခါမှာဒီပြိုင်ပွဲကိုကျင်းပနိုင်ဖို့အတွက်စီယုံရေးစခဲ့တယ်။ဒီလိုနဲ့1928ခုနှစ်မှာတော့ဖီဗာအတွင်းပိုင်းမှာတဘောတူညီမှုတွေရခဲ့ပြီးတော့ကမ္ဘာဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲကိုကျင်းပဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ကြတယ်။တစ်ဆက်တည်းမှာပြဿနာတွေကလည်းတောက်လျှောက်ဆိုလို့ပေါ်လာခဲ့တယ်။ပြိုင်ပွဲကိုဘယ်မှာကျင်းပမလဲ။ဘယ်သူကပတ်စံထုတ်မလဲ။ဘယ်သူကတာဝန်ယူမလဲ။အသင်းတွေကဘယ်လိုလာကြမလဲ။စသည်ပေါ့။ဒီပြဿနာတွေကဒီနေ့ခေတ်မှာကြည့်ရင်ဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့အဲ့ဒီချိန်အရှိန်ဝါမရှိငွေချင်းမရှိတဲ့ဖီဗာအတွက်ကတော့ကြော်ဖြတ်ဖို့ခက်ခဲ့တဲ့တောင်ကြီးတောင်ဖြစ်နေခဲ့တယ်။ဒါပေမဲ့ဂျူးရီမေးကပြဿနာတွေကြားထဲမှာနိုင်ငံတနိုင်ငံချင်းစီကိုကိုယ်တိုင်တွားရောက်စီယုံခဲ့ပြီးတော့အဆုံးမှာဥရုဂွေးနိုင်ငံကသူတို့စီမှာကျင်းပဖို့လက်ခံခဲ့တယ်။ဥရုဂွေးကအဲ့ဒီကာလမှာခြေစွမ်းကောင်းနေတဲ့အတင်းဖြစ်တယ်လို့1924နဲ့1928ခုနှစ်အိုလံပစ်တွေမှာချန်ပီယံနဲ့ဆက်ရယူထားနိုင်တယ်။အရေးကြီးဆုံးချက်ကတော့ဥရုဂွေးနိုင်ငံက1930ခုနှစ်မှာလွတ်လပ်ရေးနှစ်တရာပြည့်ကိုခန်းခန်းနာနာကျင်းပနိုင်ဖို့အတွက်ဂျူးရီမေးရဲ့စီယုံရေးကိုလက်ခံခဲ့တယ်။ဥရုဂွေးနိုင်ငံကပြိုင်ပွဲကျင်းပဖို့အတွက်ဘောလုံးကွင်းတွေစောက်ပေးမယ်။ပါဝင်မဲ့အတင်းတွေရဲ့စရိတ်ငွေတွေကိုလည်းထုတ်ပေးမယ်ဆိုပြီးကတိပေးခဲ့တယ်။ဒါပေမဲ့အဲ့ဒီခေတ်မှာဥရောပတိုက်ကနေအမေရိကတိုက်ကိုတွားဖို့အတွက်ရေလမ်းက14ရက်လောက်ကြာတာကြောင့်ဥရောပအတင်းတွေကမလာချင်ကြဘူး။အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ဆိုရင်ငါတို့စခဲ့တဲ့ဘောလုံးအားကစားကိုပြပအဖွဲ့အစည်းတွေကကျင်းပတာကိုလက်မခံဘူးလို့ညင်းဆိုခဲ့တယ်။ဗဟုသုတအနေနဲ့အင်္ဂလန်နိုင်ငံကမာနကြောင့်ဖီဗာမှာပါဝင်ဖို့အချိန်များစွာညင်းဆိုခဲ့ပြီးတော့1950ခုနှစ်မှာသာပါဝင်ဖို့လက်ခံခဲ့တယ်။ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်ကိုဆက်လိုက်ရအောင်။ဂျူးရီမေးရဲ့ကြိုးစားမှုနဲ့အတူအဆုံးမှာဥရောပနိုင်ငံတွေက၄တင်းဖြစ်တဲ့ပင်တစ်၊ဘယ်လ်ဂျီယံ၊ရိုမေးနီးယားနဲ့ယူဂိုစလာဗီးယားတင်းတွေပါဝင်လာခဲ့တယ်။ဒီလိုနဲ့1930ခုနှစ်9လပိုင်းမှာအတင်း73တင်းနဲ့ပထမဦးဆုံးချိန်ကမ္ဘာ့ဖလားကိုဥရုဂွေးနိုင်ငံရဲ့မြို့တော်မွန်တီဗီဒီယိုမြို့မှာစတင်ကျင်းပခဲ့တယ်။အဲ့ဒီနှစ်မှာအင်ရှင်ဥရုဂွေးနဲ့အာဂျင်တီးနားအသင်းတို့ကဗိုလ်လုပွဲမှာတွေ့ဆုံခဲ့ကြပြီးတော့ကြည့်ရှုသူလူပေါင်း9300ကျော်ရှိခဲ့တယ်။အမတ်တရအနေနဲ့ကတော့စီကံပိုင်းဆိုင်ရာလိုအပ်ချက်တွေကြောင့်ပြိုင်ပွဲပထမပိုင်းမှာ
အာဂျီတီးနားအသင်းရဲ့ဘောလုံးနဲ့ကစားခဲ့ပြီးတော့ဒုတိယပိုင်းမှာဥရုဂွေးအသင်းရဲ့ဘောလုံးနဲ့ကစားခဲ့တယ်။အဆုံးမှာအင်ရှင်ဥရုဂွေးက 4-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပြီးတော့ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ပထမဦးဆုံးချန်ပီယံဖြစ်လာခဲ့တယ်။ဒီပြိုင်ပွဲမှာမီဒီယာတွေမရှိဘူး၊စပွန်ဆာတွေမရှိဘူး၊ရုပ်သံထုတ်လွှင့်မှုတွေမရှိဘူး။ဒါပေမဲ့ဒီပြိုင်ပွဲကပဲဘောလုံးရဲ့တမိုင်းကိုပြောင်းလဲခဲ့တယ်။ပထမအချိန်ကမ္ဘာ့ဖလားကိုတောင်အမေရိကမှာကျင်းပခဲ့တာကြောင့်ဒုတိယအချိန်ကိုဥရောပမှာကျင်းပဖို့အတွက် FIFA ဆန္ဒရှိခဲ့တယ်။ဒီချိန်မှာပဲအီတလီနိုင်ငံရဲ့အာဏာရှင်အစိုးရဖြစ်တဲ့မူဆိုလီနီကအခွင့်ကောင်းယူပြီးတော့အီတလီနိုင်ငံမှာကျင်းပဖို့အတွက်ဖိတ်ခေါ်ခဲ့တယ်။ FIFA အနေနဲ့လည်းဖက်စစ်အစိုးရရဲ့နိုင်ငံရေးကြီးညာဖြစ်အသုံးချခံရတာသိပေမဲ့ဒီနေ့ခေတ်လိုအရှိန်အဝါမရှိတာကြောင့်မလွန်ဆန်နိုင်ခဲ့ဘူး။ဒီလိုနဲ့1934ခုနှစ်မှာဝေဖန်မှုတွေကြားကနေအီတလီနိုင်ငံမှာကျင်းပခဲ့ပြီးတော့ပြိုင်ပွဲတွင်မှာတိုင်ရဲ့အငင်းပွားစရာဆုံးဖြတ်ချက်တွေနဲ့အတူအီတလီနိုင်ငံအသင်းကလည်းဒုတိယချန်ပီယံဖြစ်လာခဲ့တယ်။1938ခုနှစ်မှာတော့ပြိုင်ပွဲရဲ့တည်နေရာကိုဥရောပမှာပဲကျင်းပဖို့ FIFA ဆုံးဖြတ်ခဲ့တာကြောင့်တောင်အမေရိကအသင်းတွေကြားမှာအငင်းပွားစရာတွေဖြစ်ခဲ့ပြီးတော့ဥရုဂွေးနဲ့အာဂျီတီးနားအသင်းတွေကပါဝင်ဖို့ညှင်းဆန်ခဲ့တယ်။အဲဒီနေ့ဘောလုံးပွဲမှာအီတလီအသင်းကဟန်ဂေရီအသင်းကို 4-2 နဲ့အနိုင်ရခဲ့ပြီးတော့ပထမအဆုံးချိန်ကမ္ဘာ့ဖလားကိုနှစ်ဆက်ရယူနိုင်ခဲ့တဲ့အသင်းဖြစ်ခဲ့တယ်။ကမ္ဘာ့ဖလားကိုတတိယချိန်ကျင်းပပြီးတနည်းအကြာမှာဒုတိယကမ္ဘာစစ်ဖြစ်ပေါ်ခဲ့တာကြောင့်ပြိုင်ပွဲကို12နှစ်ကြာရပ်နားခဲ့ရပြီးတော့1950ခုနှစ်ရောက်မှသာဘရာဇီးနိုင်ငံမှာစတုတ္ထအကြိမ်ပြန်လည်ကျင်းပနိုင်ခဲ့တယ်။ဒီတစ်ချိန်မှာတော့ကမ္ဘာ့ဖလားပြိုင်ပွဲကနိုင်ငံတကာနိုင်ငံရဲ့စိတ်ခံစားချက်ပေါ်မှာဘယ်လောက်ထိတက်ရောက်မှုကြီးလဲဆိုတာတွေ့ခဲ့ရတယ်။အင်ရှင်ဘရာဇီးအသင်းကဒုတိယချန်ပီယံဖြစ်ပြီလို့လုံးဝယုံကြည်နေတဲ့အချိန်မှာဥရုဂွေးအသင်းကိုရှုံးနိမ့်ခဲ့တယ်။ကွင်းထဲမှာရှိတဲ့လူပေါင်း2သိန်းကျော်ကရုတ်တရက်ဆိုသလိုလုံးဝမျှော်လင့်ချက်မဲ့သလိုငြိမ်ကျသွားခဲ့တယ်။ဒီဖြစ်ရပ်ကိုဘောလုံးသမိုင်းမှာမာရာကာနာကြေကွဲစရာဖြစ်ရပ်လို့မှတ်တမ်းတင်ခဲ့တယ်။အဲဒီနေ့ကစပြီးတော့ကမ္ဘာ့ဖလားကဘောလုံးပြိုင်ပွဲထက်ပိုတဲ့အမျိုးသားရေးနိုင်ငံဂုဏ်သိက္ခာနဲ့ဆက်နွယ်သွားခဲ့တယ်။1958ခုနှစ်မှာတော့ရုပ်မြင်သံကြားတွေပေါ်ပေါက်လာတဲ့အတူအသက်18နှစ်အရွယ်ပီလီရဲ့အမှုပညာဆန်တဲ့ကစားဟန်ကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလူတွေပို့ပြီးတော့တည်လာခဲ့ကြတယ်။အဲဒီနောက်1980မှာတော့ရုပ်မြင်သံကြားတိုက်ရိုက်ထုတ်လွှင့်မှုတွေပို့ပြီးတော့တိုးတက်လာတာကြောင့်ကမ္ဘာ့ဖလားကစီးပွားရေးအရာအောင်မြင်တဲ့ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့တယ်။ရုပ်မြင်သံကြားထုတ်လွှင့်ခွင့်မူပိုင်တွေစပွန်ဆာတွေကြီးညာတွေနဲ့ FIFA ကလည်းများစွာသောဝင်ငွေတွေရရှိခဲ့တယ်။အဲဒီနောက်1994ခုနှစ်မှာအမေရိကန်မှာကျင်းပခဲ့ပြီးတော့မြောက်အမေရိကတိုက်ကိုထိုးဖောက်ခဲ့တယ်လို့2002ခုနှစ်မှာဂျပန်နဲ့တောင်ကိုရီးယားမှာပူးတွဲကျင်းပခဲ့ပြီးတော့ကျွန်တော်တို့အာရှတိုက်ကိုထိုးဖောက်ဝင်ရောက်ခဲ့တယ်။2010ခုနှစ်မှာတော့အာဖရိကတိုက်ထိကျင်းပနိုင်ခဲ့ပြီးတော့ကမ္ဘာတိုက်ကြီး9တိုက်မှာ9တိုက်ထိကျင်းပနိုင်ခဲ့ပြီးဒီနေ့ဆိုရင်ကမ္ဘာဖလားကတယောက်တည်းစားခဲ့တဲ့စိတ်ကူးရင်မှုကနေတကမ္ဘာလုံးဆိုင်ရာပွဲတော်ကြီးတစ်ခုဖြစ်နေပြီ။ဘာလို့ကမ္ဘာဖလားရဲ့တက်ရောက်မှုကဒီလောက်ကြီးမားရရလဲဆိုတော့တခြားပြိုင်ပွဲနဲ့မတူတဲ့နိုင်ငံကုန်ဆိုတဲ့ခံစားချက်ကြောင့်လို့ပဲမြင်တယ်။ချန်ပီယံလိပြိုင်ပွဲကစိတ်ဝင်စားဖို့ကောင်းတာမှန်ပေမဲ့ကမ္ဘာဖလားလိုနိုင်ငံအသင်းကိုကိုစားမပြုနိုင်ဘူး။ကမ္ဘာဖလားရဲ့တွင်ကိုတကူကတနိုင်ငံလုံးကိုပျော်ရွှင်စေနိုင်တယ်လို့တနိုင်ငံလုံးကိုလည်းနာကျင်မှုပေးနိုင်တယ်။ကျွန်တော်တို့တို့ကိုယ်နိုင်ငံကဝင်မပါရတဲ့လူတွေကတော့အာရှကုန်ဆောင်အနေနဲ့ဂျပန်တောင်ကိုရီးယားတင်းတွေကိုအားပေးတတ်ကြတယ်။ခင်ဗျားအနေနဲ့ကိုကမ္ဘာဖလားနဲ့ပတ်သက်တဲ့အမတ်တရားတွေရှိလား။တကယ်လို့ရှိရင်အောက်ကကွန်မန့်မှာဝင်ရောက်ရေးသားနိုင်ပါတယ်။ကျွန်တော်တို့ဒီနေ့အစီအစဉ်ကိုဒီမှာပဲရပ်နားချင်တယ်။တီယူနေစေကာလမို့အမားတွေပါရင်လည်းနားလည်ပေးကြပါ။နောက်လာမယ့်အစီအစဉ်တွေမှာပိုကောင်းတဲ့အကြောင်းအရာတွေတင်ဆက်ပေးတော့မှာဖြစ်လို့ဘေးကခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။